အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တရှိရောပေါ့နော်မေးရုအရှိအပိုင်းဟာမေးရုပြီးပြောရည်ဆိုတော့ပေါ့နော်မွန်တိုင်းနိပေါ့နော်မွန်တိုင်းဂျူကောဘန်အနေနဲ့သူကဘာကြောင်းလာမလဲဆိုတော့တဲကားမိပေါ့နော်တဲကားမိဆိုတော့စာပေါ့နော်ဒီဂျပန်မှာစာတွေတယောက်နဲ့တယောက်စာရေးတဲ့အခါမှာလက်တာပေးတဲ့အခါမှာဘယ်လိုမျိုးလဲဆိုတဲ့ဟာမျိုးလာတယ်ပေါ့နော်စစချင်းမှာယုံမှုမရဲ့နီးပေါ့နော်ဒီအောက်ကစာပိုက်ကိုမခတ်ခင်မှာဆိုရင်誰かから日本語の手紙をもらったことありますかတဲ့တယောက်ယောက်စီကနေမှဒီဂျပန်လိုမျိုးရေးထားတဲ့စာပေါ့နော်လက်ခံရရှိတာရှိဘူးလားပေါ့နော်လက်ခံရရှိဘူးလားလို့သူကမေးထားတယ်ပြီးတော့မွန်တိုင်းဂျူဘောဘက်မှာဆိုရင်စကီနိုပွန်ရှော့ယွန်းတဲ့ရှီစမွန်နီကိုတိုင်နာဆိုင်ဒီအောက်ဖော်ပြထားပါဒီစာပိုက်ကိုဖတ်မယ်မေခွန်းတွေကိုဖြည့်မယ်ပေါ့နော်ကိုတိုင်は1日3四から最も良いもの一つ選びなさいဆိုစာတော့ကလိုပဲပေါ့နော်1နှစ်3လေးတဲ့ကနေအကောင်းဆုံးအဖြေတစ်ခုကိုရွေးရမယ်ပေါ့နော်လက်ရှိတော့မေကွန်းကိုအရင်ဖတ်မယ်ပေါ့နော်တူမေကွန်းမှာဆိုရင်この手紙の内容について正しいのはどれかဟုတ်ပြီနော်ဒီအောက်ကsorry အပေါ်ကဒီစာထဲမှာပါတဲ့အကြောင်းအရာကိုမေးတယ်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တဲ့1လား2လား3လား4လား正しいမှန်တဲ့အရာပဲဟာလေတဲ့အရင်ဦးဆုံးတစ်ကိုဖတ်ကြည့်မယ်ဆိုရင်高木さんはチャンさんに自分の本をあげると言っているဟုတ်ပြီနော်ဒီ1နှစ်3လေးကိုကြည့်လိုက်တဲ့အချိန်မှာအကုန်လုံးမှာဘုံပါနေတာကဒီဟာဘုံပါနေတာဆိုတာဒီ高木さんပေါ့နော်高木さんကနေチャンさんစီကိုလားチャンさんလားチャンさんရဲ့ကလေးစီကိုလားအကုန်လုံးမှာဘုံပါနေတာဆိုတော့အကြောင်းအရာကဒီအနောက်ကဟာကို highlight လုပ်ရမှာဖြစ်တယ်ပေါ့နော်တစ်ကိုဖတ်မယ်ဆိုရင်ဒီ高木さんကチャンさんစီကို自分の本をあげるသူ့ရဲ့စာအုပ်ပေါ့နော်ဂျီဘွန်ဆိုတာဒီ高木さんရဲ့ကိုယ့်ရဲ့စာအုပ်ကိုတဲ့ပေးလိုက်တယ်ဆိုပြီးတော့一定လို့ပြောတာလားပေါ့နော်ဒီစာရဲ့အကြောင်းအရာကနံပါတ်2ကကြတော့高木さんがチャンさんစီကို自分の本を貸してあげると言っている貸してငါပေးတာအပိုင်ပေးရတော့မဟုတ်ဘူးဒီသူ့စာအုပ်ကိုဒီチャンさんစီကိုငါပေးတယ်ဆိုပြီးတော့ပြောတာလားတဲ့နံပါတ်3ကကြတော့高木さんはチャンさんの子供に3ကတော့တင်းတင်းနဲ့တော့အရန်ကွဲသွားပြီပေါ့နော်ဒီကလေးကိုပြောတာပေါ့နော်ဒီ高木さんがチャンさんရဲ့ကလေးကိုတဲ့本をで受け取ってほしいと言っているファってほしいファってほしいဆိုတဲ့အဓိပ္ပာယ်ကတခြားသူတယောက်ကိုလှုပ်စေခြင်းတာဥပမာကိုကတငယ်ချင်းကိုမုံကျွေးတယ်မုံကျွေးတဲ့ဟာငါမျိုးစားစီခြင်းနေဆိုရင်ဒါပဲတဲ့ဟိုရှိဟုတ်ပြီနော်ကိုလှုပ်တာမဟုတ်ဘဲနဲ့ဒီအရှိမပါတဲ့ verb ကိုသူများကိုလှုပ်စေခြင်းတဲ့အချိန်မျိုးမှာ verb တဲ့ဟိုရှိကိုသုံးတယ်ပေါ့နော်တွားစီခြင်းနဲ့ဆိုရင် ite ဟိုရှိပေါ့လာစီခြင်းနဲ့ဆိုရင် kite ဟိုရှိမဆိုရင်တော့ okay တူကလက်ခံရရှိတယ်လက်ခံယူတယ်ဟုတ်ပြီနော်မဆိုရင် okay တူတဲ့ဟိုရှိဆိုတော့စာအုပ်ကိုလက်ခံစေခြင်းနဲ့စာအုပ်ကိုမင်းယူစေခြင်းနဲ့ဆိုပြီးတော့ပြောတာပဲပေါ့နော်ဒီကလေးကိုပေါ့နံပါတ်4ကကြတော့高木さんはチャンさんに本をまあ受け取りに来てほしいと言っている受け取りに来てほしいハイライト来てほしいဒီစာအုပ်ကိုယူဖို့အတွက်သူ့စီကိုလာစီခြင်းနဲ့ဆိုပြီးတော့ပြောတာလားတဲ့ရမယ်နော်1နှစ်3လေးကဒီပထမဆုံးကစာအုပ်ကိုပေးမယ်ဆိုတဲ့အကြောင်းအရာလားဒါမှမဟုတ်စာအုပ်ကိုငှားပေးမယ်ဆိုတဲ့အကြောင်းအရာလားဒီစာအုပ်ကိုယူစေခြင်းနဲ့ဒီစာအုပ်ကလေးကိုယူစေခြင်းနဲ့ဆိုပြီးပြောထားတဲ့အကြောင်းအရာလားဒါမှမဟုတ်ရင်ယူဖို့ငါစီကိုလာပါဆိုပြီးတော့ပြောထားတဲ့အကြောင်းအရာလားတဲ့ဟဲ့အဲ့ဒါဆိုရင်ဒီစာကိုဖတ်ကြည့်မယ်ပေါ့နော်ဒီဂျပန်စာတွေရေးတဲ့အချိန်မှာဒီလိုမျိုးဒီdownlight ဖတ်ရတယ်ပေါ့နော်ဒီ downlight ရေးထားတာဖြစ်တဲ့အတွက် downlight ဒီဘယ်ညာစဉ်ညာဘက်ကစဖတ်ရတယ်ပေါ့နော်ဒီမှာစဖတ်ခြင်းတွေ့တာ high k ဆိုတာကြတော့ဟိုစာတွေမှာဆိုရင်ပထမဦးဆုံးအဖွင့်စကားပေါ့နော်တို့တို့စီတို့တို့အဲ့လိုပုံစံမျိုးလေးရေးတယ်ပြီးရင်လေးစားစွာနဲ့ရေးတဲ့စကားလုံး high k လို့ခေါ်တယ်ပေါ့နော်ဟိုနေရာရှိတော့ဂျပန်တချင်းရှိရလေနော်တဲကမိလားမသိဘူးအဲ့ဂျပန်တချင်းမှာတော့မှဒီဆက်ဆက်တဲ့ high k ကိုနိုတဲကမိဆိုဒီစာကိုရေးလိုက်ပါတယ်ဆိုတော့လေးစားစွာဖြင့်ရေးလိုက်တဲ့ပုံစံမျိုးပေါ့နော်တို့စီတို့လေးစားစွာဖြင့်ရေးလိုက်ပါတယ်ဆိုတဲ့ဟာမျိုးမှာသုံးတယ် high key ဆိုပြီးတော့အစာပြုထားရပေါ့နော်အဲ့မှာဆိုရင်သူကခိုးရောကခီရေနာခီဆေစနီနာတေကီမစတာတဲ့ခိုးရောဆိုဒီမေဘယ်ရွက်တွေကတဲ့ခီရေနာလှပတဲ့ယာဒီဥဒုတောင်ရောက်ရှိလာပါပြီတဲ့ခိုးရောမသိရင်တော့ဒီမှာရေးထားရပေါ့နော်အာကီနီနာတေကီနိုဟာကအကကုနာရကိုတိုဆိုဒီစောင်းဥယာဒီကိုရောက်ပြီဖြစ်တဲ့အတွက်ဒီအပင်ကအနီရောင်ဒီမေဘယ်အနီရောင်ဖြစ်လာတဲ့အရာမျိုးပြောတယ်ပေါ့နော်ဒီဆက်စားခြင်းမှာတော့မိတ်ဆက်နှုတ်ဆက်တာမျိုးပေါ့နော်ဒီယာဒီဥဒုတောင်ဒီယာဒီတောင်ရောက်လာပြီဆိုတဲ့ပုံစံမျိုးသုံးတယ်ပေါ့နော်皆様お元気でお過ごしのことと思いますအားလုံးလည်းပဲဒီကြမ်းကြမ်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ကုံဆုံးနေမယ်လို့ထင်ပါတယ်တဲ့
まずに先日は久しぶりにチャンさんにお会いすることができてとても嬉しかったですってဟုတ်ပြီနော်အရင်နေ့ကမတွေ့တာကြပြီဖြစ်တဲ့ချမ်းဆန်ကိုお会いすることဟုတ်ပြီနော် I must ကတွေ့ရပြောတယ် O နဲ့အလေယာ must ကိုဖြုတ်ပြီးတော့ she must တို့စုရုနဲ့ပြောထားတဲ့အတွက်ယဉ်ကျေးတာပေါ့နော်တွေ့ခဲ့တယ်ငါကိုလုတ်ခဲ့ရတဲ့အကြောင်းအရာကိုပြန်ပြောတယ်ပေါ့နော်အရင်နေ့ကတည်းမတွေ့ရကြပြီဖြစ်တဲ့ချမ်းဆန်ကိုတွေ့ခဲ့ရတဲ့အတွက်အရန်ပြောခဲ့ရပါတယ်တဲ့仕事も順調に進んでいると伺い安心しましたဟုတ်ပြီနော်ဒီအလုပ်တွေလည်းပဲဂျွန်းချောဆိုအဆင်ပြေနဲ့လုပ်နေတယ်အဆင်ပြေဖြစ်နေတယ်ဆိုပြီးကြားရတဲ့အတွက်တဲ့sorry ဒီမှာနော်仕事も順調に進んでいるအလုပ်တွေလည်းပဲအဆင်ပြေနဲ့ရှေ့ဆက်ဖြစ်နေတယ်ဆိုပြီးတော့伺いဆိုတာကြားတယ်Kikimos နဲ့တူတူပါပဲပေါ့ပြီနော်အဲ့လိုမျိုးကြားရတဲ့အတွက်စိတ်အေးသွားရပါပြီတဲ့またထပ်ပြီးတော့တဲ့ソナちゃんが可愛い小学生になっていてびっくりしましたဟုတ်ပြီနော်ထပ်ပြောပြီးတော့တဲ့ဒီソナちゃんဆိုဒီကလေးလေးကိုပြောတာပေါ့နော်ソナလေးကလည်းတဲ့ချစ်စရာကောင်းတဲ့ဒီမူလာတန်းကျောင်းလူလေးဖြစ်သွားတာကလေးလေးကနည်းနည်းတော့အသက်ပေါ့မူလာတန်းကျောင်းလူကြောင့်ဖြစ်နေပြီဒါတောင်အံ့ဩမိသွားသေးတယ်ဆိုပြီးတော့ပြောထားတယ်さてその時にお話しした本を別便でお送りしましたဒါနဲ့ဒါဖြင့်ကဲပေါ့နော်အဲ့ဒီအချိန်တုန်းကပြောခဲ့တဲ့စာအုပ်ဆိုその時にお話しした本ဆိုဒီその時ဆိုဒီအရှိဟာကိုကြည်ညွန်းတာတွေ့တဲ့အချိန်တုန်းကသူတို့နှစ်ယောက်တွေ့ကြတယ်အရင်နေ့ကဟုတ်ပြီနော်အဲ့တွေ့တုန်းကပြောခဲ့တဲ့စာအုပ်ကိုလေတဲ့別便でお送りしましたတွေ့ပြန်ပြီနော်送りますကပေးပို့တယ်အဲ့ဒါကို mask ကိုဖြုတ်ပြီးတော့အလဲကောင်မှာ o နဲ့ she must ကြားထဲမှာထည့်ထားတာဆိုရင်ရင်ကြီးနဲ့ပေးပို့လိုက်ပါပြီ送りますလို့ပြောလဲရတယ်お送りしましたလို့ပြောလဲရတယ်ပေါ့နော်別便ကကြတော့別に送ったものဆိုတီးတန့်ဒီပစ္စည်းပို့လိုက်ပြီးဆိုပြီးတော့သုံးတယ်ပေါ့နော်ပါဆယ်တက်ထုတ်ပြီးပို့လိုက်ပါပြီဆိုတဲ့ပုံစံမျိုးပါပဲပေါ့နော်အဲဆိုရင်အဲ့အချိန်တုန်းကပြောခဲ့တဲ့စာအုပ်ကိုလေတဲ့တက်တီးတန့်ထုတ်ပို့ပြီးတော့တဲ့ပို့လိုက်ပါပြီတဲ့これは私にももう使えないので差し上げます差し上げますあげませんအမြင့်ခေါ်ပေါ့နော်သူကပြောထားတာကြတော့ဒီこれはဆိုတာပို့လိုက်တဲ့စာအုပ်ကိုပြောတယ်ပေါ့နော်အဲ့ဒါကတဲ့ငါအတွက်လဲပေါ့နော်မလို့အပ်တော့တဲ့အတွက်ကြောင့်မို့လို့တဲ့ငါပေးတာတဲ့差し上げますあげますလို့တာပါတဲ့どうぞတဲ့受け取ってくださいဟုတ်ပြီနော်ယူပါတဲ့チャンスの仕事の役に立てば嬉しいですチャンスရဲ့အလုပ်အတွက်အထောက်အကူပြုတဲ့အဲ့စာအုပ်ကအထောက်အကူပြုတယ်ဆိုရင်ပြောဝမ်းသာပါတယ်ဒါမျိုးပြောရဲပေါ့နော်ပြီးရင်これから寒くなってきましたがどうぞお体にお気をつけてお過ごしくださいပြောထားရပေါ့နော်これからအခုကစပြီးတော့အေးလာပြီပေါ့နော်寒くなってきましたအေးလာပြီဖြစ်တဲ့အတွက်ကြောင့်どうぞお体にဆိုဒီခန္ဓာကိုယ်လည်းပေါ့နော် お気をつけてお過ごしくださいခန္ဓာကိုယ်လည်း queue site ပါကျန်းကျန်းမာမာနေပါလို့ပြောပြီးတော့ဒီမှာဆိုရင် K-gu တွေ့ပြန်ပြီပေါ့နော် K-gu ဆိုတာကြတော့လေအဲ့လိုလေးစားစွာဖြင့်ဆိုပြီးတော့ရေးလိုက်တာပေါ့နော်ဒီစာရဲ့အစမှာသူကသူ့ရဲ့ format ကကြတော့စာတစ်စောင်ရေးပြီဆိုရင်ဒီ high K နဲ့စရင်သူက K-gu ဒါကကြတော့အဖွင့်အတွက်သုံးပြီးတော့ဒါကအပိတ်အတွက်သုံးတယ်ပေါ့နော်စာမှာhigh K လေးစားစွာဖြင့်တို့စီတို့ဆိုစာရေးပြီးရင်K-gu နဲ့ပြန်ပိတ်တယ်ပေါ့နော်ဒီမှာဆိုရင်2ရယ်3ညရယ်1ရယ်4ရယ်ဆိုတော့2014ကိုပြောရဲပေါ့နော်နီဆန်ဂျူယွန်နန်လို့ပြောပြီးတော့ဒီမှာဆိုရင်10လပိုင်းဆိုတော့ဂျူကဆူပေါ့နော်2ရယ်3ညရယ်5ရယ်ဆိုတော့25ဆိုတော့နီဂျူကိုနီချီလို့ပြောရဲပေါ့နော်ဒါကရက်ဆွဲကိုထည့်ထားတယ်ပြီးတော့ရင်နောက်တစ်ခွက်ကျတော့ဒီမှာဆိုရင်တာကာကီမနာမီပေါ့နော်သူရဲ့စာရေးသူရဲ့နာမည်ကိုပြောပြီးတော့သူများရဲ့နာမည်ဒီသူပို့တဲ့သူနာမည်ကိုကျတော့စာမထည့်တယ်ပေါ့နော်ချန်ဂျွန်စာမဆိုပြီးတော့တုံးထားတယ်တဲ့ဟဲ့အဲ့ဒါဆိုရင်ဒီစာပိုက်ကလေးကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်အတူချုံးရမယ်ဆိုရင်ပထမဦးဆုံးယာဒီယူရုဒီစီဇန်ကိုရောက်လာပြီးကျမ်းမာစွာနေထိုင်တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းတွေပြောထားတယ်ပြီးရင်အရင်ဘက်ကသူတို့တွေ့ကြပြီးတော့စိတ်အေးသွားတယ်ပေါ့နော်အမျိုးမျိုးစင်ပြေတယ်ဒီကြားရတဲ့အတွက်သူကလေးလေးတောင်မှမူလာတန်းကျောင်းရောက်လာပြီလို့ပြောတယ်နောက်ဆုံးတစ်ခုမှကျတော့သူစာအုပ်ကိုဘယ်စပင်းနဲ့ပို့လိုက်တဲ့အကြောင်းပြောတယ်ပြီးတော့သူဒါကစာရှိရခဲ့သူလုပ်တယ်ပေးတယ်ဆိုတဲ့အကြောင်းပြောတယ်ပေါ့နော်ပြီးတော့ဒီစာအုပ်ကအထောက်အကူတောင်တနေရာဖြစ်တယ်ဆိုရင်သူ
ဝမ်းသာတယ်လို့ပြောပြီးတော့အပိတ်ရာဒီဥတုအကြောင်းနဲ့အပိတ်ပြန်လုပ်သွားတယ်ကျမကြီး view site ဖို့ပြောပြီးတော့ပေါ့နော်ဟဲ့အဲ့ဒါဆိုရင်皆さんတို့သိမယ်လို့ထင်တယ်ပေါ့နော်1 2 3 4တွေကအဖြေမှန်က1ပေါ့နော်ဘာလို့လဲဆိုတော့ तू ကမားနိုင်တာ1ဖြစ်နိုင်တယ်3ဖြစ်နိုင်တယ် तू ကအာဂဲရုပေးလိုက်တယ်ရဲ့ယူစေခြင်းနဲ့ဒါမဲ့ဘယ်နေရာမှာမားသွားလဲဆိုတော့ तू ကချမ်းဆန်ကိုပေးပြီးတော့ဒါကြောင့်ချမ်းဆန်ရဲ့ကလေးဆိုတော့နည်းနည်းလှည့်ထားတာပေါ့နော်အပေါ်မှာကလေးကလည်းမူလာတန်းအကြောင်းညှောက်သွားပြီဆိုတော့ကလေးကိုပေးတာလို့နဲ့လှုပ်ထားတယ်ဒါပေမဲ့ဒါရှိကိုတစ်ကအဖြေမှန်ပေါ့နော်အမှဆိုရင်တာကာကီဆန်ကချမ်းဆန်ကိုသူ့ရဲ့စာကိုပေးလိုက်တယ်ဆိုတဲ့အကြောင်းဒီဘာဖြစ်လို့အဲ့ဒါကမှန်သွားလဲဆိုတော့ဒီတာကာကီဆန်ရဲ့အလုံးမှာယာခုနီတက်တေပါဖြစ်မယ်ဆိုရင် तू ဝမ်းတာတယ်လို့ပြောတဲ့အတွက်တာကာကီဆန်ချမ်းဆန်ကိုပေးတာပေါ့နော်တာကာကီဆန်ကနိကကြတော့တာကာကိဆန်ကချမ်းဆန်ကိုငားပြီးတာဆိုရင်ပြန်ပေးနေပါပြီပြောမှာပေါ့နော်ဒါပေမဲ့ तू ကယူလိုက်တော့သူ့အတွက်လည်းအသုံးဝင်တော့ဘူးလို့ပြောတဲ့အတွက်နိကမာသွားတယ်သုံးကကြတော့တာကာကိဆန်ကချမ်းဆန်ရဲ့ကလေးကိုစာအုပ်ကိုယူစေခြင်းနဲ့ဆိုတော့ပေးလိုက်တာနော်ချမ်းဆန်ရဲ့ကလေးကိုပေးတာမဟုတ်ဘဲနဲ့ तू ကနှုတ်ဆက်စကားမှာဒါသူ့လေးတောင်ကြီးလာပြီဆိုပြီးတော့ရှော့ကစီဖြစ်လာပြီလို့ပြောတာဖြစ်တဲ့အတွက်စမ်းပန်ကတော့မှာပါတယ်ရွံ့ပန်ကကြတော့တာကာကိဆန်ကချမ်းဆန်နဲ့သူ့စီကိုစာအုပ်ယူဖို့လာစေခြင်းနဲ့ဆိုတော့လာစေခြင်းနဲ့အကြောင်းခိတယ်ဟိုရှိမပြောထားတဲ့အတွက်ပေါ့နော်အဖြေမှန်က each ဖြစ်ပါတယ်ဟဲ့ဒါဆိုရင်နောက်ထပ်တက်ရှိကိုဆက်လေ့လာရမှာက तू ကဒီခိုတိုးပါတွေပြီးရင်စာတစောင်ရေးတဲ့အခါမှာဘယ်လိုမျိုးရေးလဲဆိုတာတွေကိုပြောမယ်ပေါ့နော်ခုကကြတော့ဒီ vocab တွေကိုပြောမယ် hyogan ဖော်ပြချက်တွေတဲ့ဒီမှာဆိုရင် oganki de osugoshi no koto to omoimasu oganki de osugoshi no koto to omoimasu ဆိုတော့ဒီကျန်းမာမာနဲ့ကုံဆုံးနေတယ်ကျန်းမာမာရှိနေတယ်လို့ထင်ပါတယ်ဆိုပြီးတော့ပြောတယ်ဒီသုံးလုံးလေးကိုလက်မှတ်ထားပါနော်ပြီးရင် junchoni ဆိုတာကြတော့လုံးဝအဆင်ပြေပြေနဲ့အလုပ်ကိုင်းနေအဆင်ပြေပြေဖြစ်နေတယ်ဒီ project ကအဆင်ပြေပြေဖြစ်နေတယ်ဒီအလုပ်က juncho ဖြစ်တယ်ဆိုရင်ဒီစင်ပီတွေဖြစ်တာကိုပြောတယ်နောက်ကကျတော့ set တဲ့ဆိုကေဒါဖြင့်အမျိုးပေါ့နော်ပြီးရင် o karada ni o ki o tsukete o sugoshi kudasai o karada ni o ki o tsukete ဒီ white ကွင်းလေးကထဲမထဲရတယ်ပေါ့နော်ဒီခန္ဓာကိုယ်ကျန်းမာရေးကိုလည်း view site ပြီးတော့o sugoshi kudasai ဆိုတာ sugoshite kudasai လို့ပြောရပဲ sugoshite kudasai တဲ့ယဉ်ကျေးရဆိုရင် o kudasai ကိုသုံးတယ်ပေါ့နော်ဟိုက်နောက်တစ်ခုကစစ်စမိတ်ရှင်းပြခိုက်စစ်စပေါ့နော်ရှင်းပြမယ်ဆိုရင်ထေကမိစာတစောင်ရေးတဲ့အချိန်မှာတဲ့သူကဒီမှာဆိုရင်တရှိကိုဖတ်ကြည့်တလောက်ဆိုရင်ခီကိုအိုကုစကာイdas mas dai de kakukoto ga oi ခေကိုဆိုဒီယဉ်ကျေးတဲ့စကားလုံးတွေကိုအများဆုံးသုံးသွားတယ်ပေါ့နော် das と mas တို့တွေနဲ့သုံးပြီးရေးသွားတဲ့နေရာတွေများပါတယ်တဲ့ဒါတရှိခံခဲ့တယ်မို့ဟုတ်ပြီနော်すみません正しいもんနော်親しい関係でもとရင်းနှီးတဲ့ဆက်ဆံရေးဆိုပေမဲ့လေတဲ့すごし丁寧な表現になることが多いနော်နည်းနည်းယဉ်ကျေးတဲ့ဖော်ပြချက်表現ဘက်သွားတာမျိုးများပါတယ်တဲ့ private の手紙の文は次のような構成になっているဟုတ်ပြီနော်ဒီ private ပေါ့နော် personal ရ private ရေးတဲ့ mail တွေမှာဆိုရင်တေဂါမီစာတွေမှာဆိုရင်ပေါ့နော်အောက်ဖော်ပြထားပါခိုးစည်းဆိုဖွဲ့စည်း structure ပေါ့နော်ဖွဲ့စည်းတိဆောက်ပုံအနေနဲ့တွားပါတယ်တဲ့သူကဒီ17ချက်ပေါ့နော်1ကနေ17ထိ17ချက်နဲ့စာတစောင်ရေးတယ်ပေါ့နော်ဘယ်လိုမျိုးရေးလဲဆိုနံပါတ်1ကကြတော့ haiki လို့ zanyaku လို့သုံးတယ်ပေါ့နော်သူက hajime no kotoba အစစကားလုံးမှာရေးတာပေါ့နော်haiki ကတော့နည်းနည်းပိုရင်ကြီးတယ်ပေါ့နော်လေးစားစွာဖြင့်တို့စီတို့အဲ့လိုမျိုးပြောပြီးတော့ zanyaku ကကြတော့သူကကြတော့ရက်ခုဆိုတာအတူချုံတာပေါ့နော်အရှိဘယ်လိုပြောမလဲစာကိုချုံပြီးရေးတဲ့အချိန်မျိုးမှာဥမာနှုတ်ဆက်တာတွေဘာတွေမပါတော့ဘူးကွာမပါတော့ဘဲနဲ့ပြောချင်တဲ့အကြောင်းအရာကိုပဲအမြန်သူအရေးကြီးကိစ္စကိုပဲအမြန် highlight လုပ်ပြီးတော့တူချုံပြီးတော့ရေးရဆိုရင်တော့ဇန်ရက်ခုလို့သုံးတယ်ပေါ့နော်သူတို့နှစ်ခုလုံးကအစစာတောင်ရေးရင်ဟာဂျီမဲနိုခိုတိုဘာအနေနဲ့သုံးတယ်ပေါ့နော်နံပါတ်2မှာကျတော့ kisesu no aisasu ဒီယာဒီဥရုနဲ့ပတ်သက်ပြီးတော့ဒီနှုတ်ဆက်စကားလေးတွေပေါ့အေးလာပြီးယာဒီဥရုအခြေအနေပြောတာမျိုးလေးတွေပေါ့နော်သူကဘယ်လိုမျိုးလာလဲဆိုတော့တန်ခိုးယာဒီဥရုအတတကကုနတ်တာဟုတ်ပြီနော်တဖြည်းဖြည်းနဲ့တောင်ပူလာပြီးတို့နှွေးလာပြီးတို့ဆာမှုမစင်ဆာမှုစာကခီဘီရှိဆာမှုစာဆိုအေးတန်ခီဘီရှိဖြစ်တယ်ဆိုတော့ဒီညမှာတင်းကျပ်တယ်လို့ပြောတာမဟုတ်ဘဲနဲ့အရန်အေးလာပြီးဒါမျိုးပြောတယ်ပေါ့နော်တော့ kibishi ဆိုတာတော့ပုံမှန်ဆိုရင်တော့စီကန်တင်ချက်တွေပါတွေတုံးတယ်ပေါ့နော်ဒါပေမဲ့တခြားတုံးနေလည်းရှိရပေါ့နော်မှာဂျီကန် kibishi ဖြစ်တယ်ဆိုရင်အချိန်တွေကအရန်ကျက်နေတယ်ပြောမှဆိုရင်အချိန်
ဥမာကွာဒီလောက်ကိုလုံနေတယ်လုံနေတာကိုဒါလေးကူညီလို့ရမလားတရားရောက်ကလာပြောတယ်ဒါပေမဲ့ဒီလောက်ကလည်းအရန်ရေးကြီးနေမပြီးလို့မရဘူးသူက deadline ရှိရဆိုရင်ဟာသူတို့ကြည့်ကန်ကခီးရှိဖြစ်နေတယ်ဆိုရင်နည်းနည်းအချိန်ရပေါ့နော်မရှိဘူးဖြစ်ဟိုကလောက်ဆရာတွေကလည်းရှိပြီးတော့အချိန်ပိုကလည်းမရှိဘူးဖြစ်နေတယ်ဒါမျိုးလည်းသူကသုံးတယ်ပေါ့နော်ဒီမှာတော့ဆောင်းမှုစားကခီးရှိဖြစ်တယ်ဆိုတော့ပြောမယ်ဆိုရင်ပိုအေးလာတယ်အေးလွန်ကဲလာတယ်ပြင်းထန်လာတယ်အဲ့လိုမျိုးပြောတာပေါ့နော်ပြီးရင်ရှီစမ်းတဘာဝပေါ့နော်မှာဆာကူရာကစာရိတဒီဆာကူရာဘန်းနေပွင့်လာတာမျိုးပေါ့နော်အဲ့လိုမျိုးတဲ့အစရှိရဲ့နော်ရှီကီနိုဟန်ကိုနီစီတဲ့ခက်ခုတဲ့ပေါ့နော်ဒီလေးရာဒီပေါ့နော်သူကຫນွေဦးတို့ຫນွေတို့စောင်းဦးတို့စောင်းတို့အဲ့ဒီလေးရာဒီရဲ့အပြောင်းလဲနဲ့ပတ်သက်ပြီးတော့ရေးလေးရှိပါတယ်တဲ့ခုနိုးပူဘောမှာကာရနက်တဲမူဤဒီပေါ့နော်နှစ်ကသူကအရင်အရေးကြီးတဲ့အကြောင်းအရာတော့မဟုတ်ဘူးဒီမိတ်ဆက်ပြီးတော့နည်းနည်းအလာပါတလာပါပြောတဲ့အကြောင်းအရာဆိုတော့ဒီအစိတ်အပိုင်းကနားမလည်လည်းပဲကိစ္စမရှိပါဘူးတဲ့ဆောင်းမွေးဝဲမှာပေါ့နော်အဲ့လိုမျိုး highlight လုပ်ပြီးဖတ်မယ်ဆိုရင်ကြတော့အလဲအကြောင်းအရာကိုဖတ်တာကောင်းတယ်ပေါ့နော်နံပါတ်3ကကြတော့အဲ့တဲ့တို့ခါဇုကုနောခန်းခုနာဒိုနီစီတဲ့ခိကူတဲ့ဟုတ်ပြီနော်တစ်ဖက်လူသူ့ကိုယ်တိုင်မဟုတ်ရင်သူ့ရဲ့မိသားစုနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မေးတာမျိုးလေးတွေပေါ့ဟာနေကောင်းရလားဘယ်သူရောနေကောင်းရလားဒါမျိုးလေးလာတယ်ပေါ့နော်နံပါတ်4ဟွန်ဒိုင်းကတော့ဒီ main ပေါ့နော် main စာကြောင်းကြီးကကြတော့ခုနိုတဲကားမီနော်ယောဂျီဆိုတော့ဒီယောဂျီဆိုတော့ကိစ္စကိုပြောတာဒီစာဆောင်ရဲ့ဒီစာရဲ့အဓိကအကြောင်းအရာကိစ္စပြောချင်တဲ့ကိစ္စကိုရေးတဲ့ကိုကဂျူရောဒါလုံးဝဟွန်ဒိုင်းကတော့အရေးကြီးဆုံးပေါ့နော်ဒီ point ကအရင်ရေးကြည့်တယ်မေကွန်းနေမင်းရင်လည်းနိုင်ရောလို့မင်းဒါကိုပဲပြောတာပေါ့နော်ကောဘန်းကြတော့အိုဝါဒီနီခခုအိုရေအိုဝါဘီနာတို့ဟုတ်ပြီနော်အိုဝါဒီနီဆိုတော့ဒီပြီးတဲ့အချိန်မှာခခုရေးတဲ့ကျေးဇူးတင်စကားပဲဖြစ်ဖြစ်တောင်းပန်တာပဲဖြစ်ဖြစ်လာတယ်ပေါ့နော်နံပါတ်6ကကြတော့အိုက်တဲတို့ခါဇိုကုနိုခန်ခိုအီနိုတို့ဟုတ်ပြီနော်ဒီတစ်ဖက်လူတို့မို့သူရဲ့မိသားစုရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆူတောင်းပေးတာမျိုးပေါ့နော်ပြီးရင်နံပါတ်9ကကြတော့ခေကုဟုတ်ပြီနော်ခေကုဆိုအိုဝါဒီနိုခိုတိုပါဒီနှလုံးထဲကကြိုက်တာတော့ဒါပေမဲ့ခေကုလေးစားစွာဖြင့်ဒီခေကူကတော့ပိုရင်ကြီးတယ်ပေါ့နော်ဆိုဆိုလဲအလင်းစလိုပုံစံမျိုးနဲ့သုံးတယ်သူတို့နှစ်ခုကဘာကွာလဲဆိုရင်တရှိကို high k နဲ့စထားရင်ခေကူနဲ့ပဲသုံးပေါ့နော်ဒီမှာစာအုပ်လုံးကကအစအဆုံးဒီအကြောင်းအရာကိုပြည့်စုံနဲ့ဥမာနှုတ်ခွန်းဆက်တာတွေရောမကြော်ဘူးရေးမယ်ဆိုရင်တော့ high k ပြီးရင်ခေကူဆိုပြီးတော့အစမှာ high k နဲ့ရေးပြီးတော့အနောက်မှာခေကူနဲ့ဆုံးလိုက်ပေါ့နော်ကဲအဲ့လိုမဟုတ်ကွာအလင်းစလိုအစာကိုအမြန်ပို့လိုက်ရတယ်ပြီးတော့ဟိုနှုတ်ဆက်တာတွေပါတယ်မပါဘူးပြောချင်တဲ့အကြောင်းအရာကိုဒဲတို့ပြောလိုက်တယ်ဆိုရင်ကြတော့ဇန်လျက်ကုနဲ့စထားရင်တရှိတို့ဒီဆိုးနဲ့အပိတ်ရေးလိုက်တဲ့ပုံစံမျိုးပေါ့နော်သူတို့နှစ်ခုလုံးကတော့ဟိုဝါဒီနောခိုတိုပါကိုပြောတာပဲပေါ့နော်နံပါတ်8ကကြတော့ထဲကားမီကိုဒါတာဟီပေါ့နော်ဒီစာကိုရေးလိုက်တဲ့ဒီစာကိုထုတ်လိုက်တဲ့ရေးလိုက်တဲ့ရက်ပေါ့နော်မှာခုနကပြောရလေ2014လားအေးဟာပြောတယ်နီဂျူယောက်ကပြောတယ်ပေါ့နော်နီဂျူယောက်ကမဟုတ်ပါဘူးနီဆန်ဂျူယွန်နန်ပေါ့နော်အဲ့လိုမျိုးသူပြောတယ်ပြီးရင်တော့တေကာမီကိုဒါရှတာဟီတိုနော်နာမရဟုတ်ပြီနော်ဒီစာကိုရေးတဲ့ဒူနာမည်ပေါ့နော်ဒီဟာကိုပြောတယ်ဒီအချိန်ရေးပြီးရင်ဒီစာကိုဘယ်သူရေးလိုက်လဲပြီးရင်ဘယ်သူစီကိုလဲလာမယ်ပေါ့နော်ဒါကြောင့်မို့လို့နံပါတ်30ကကြတော့ထေကာမီနော်အာရီတင်းနော်နာမရပေါ့နော်ဒီစာကိုလက်ခံမဲ့တစ်ဖက်လူရဲ့နာမည်ကိုရေးပြီးရှိတယ်17ကကြတော့ဆူရှင်ကကြတော့ထက်ထဲ့တာမျိုးပေါ့နော်ဥပမာထက်တိုးပြီးပြောတဲ့အချိန်မျိုးမှာစီရှင်းပေါ့နော်ဒီဘယ်လိုမျိုးလဲဆိုတော့ဟိုလေစာတွေမှာဆိုရင်စာကျွင်းအဲ့လိုမျိုးနောက်ဆုံးမှာလေစာကျွင်းဆိုပြီးတော့ထပ်ပေါင်းတဲ့အကြောင်းအရာမျိုးပေါ့နော်ဒီ PS တို့ဘာလို့လဲရေးရလေpostscript လားအဲ့လိုမျိုးပေါ့နော်စီရှင်းဆိုစာကျွင်းအနေနဲ့ရေးလိုက်တယ်ထဲကမီနောစာရီကောနီစာရဲ့နောက်ဆုံးမှာတဲ့စီကာနောခုတ်တို့ထပ်ပေါင်းတဲ့အရာမျိုးတွေပြောတယ်မတာဝမီဒါဆာစေတိုက်ခုတ်တို့ခခုဒီပြောမယ်ဆိုရင်ထင်ရှားဖြစ်စေခြင်းတဲ့အကြောင်းအရာမျိုးရေးတယ်ပေါ့နော်အားလေးမာလေအားတွေပါတဲ့ဒါမျိုးတာရှိမယ်ဆိုရင်ခိုးရမှုဂျူရောဒါကလည်းအရေးကြီးရယ်ဆိုတော့ဒါဆိုစာတစောင်ဖတ်ရင်အရေးကြီးဆုံးကဒီနံပါတ်4နဲ့နံပါတ်7ပေါ့နော်အဲ့ဒါကတော့အကြောင်းအရာတွေကိုပြောလို့ရှိရယ်ဆောင်းမေးပွဲမှာဖတ်တယ်ဆိုရင်တော့ဒီ4နဲ့7ကိုအဓိက highlight ကြည့်တယ်ပြီးရင်နောက်တစ်ခါကျတော့ဘယ်သူစီကိုရေးလဲဘယ်အချိန်မှာရေးလဲဒါမျိုးတွေပေါ့နော်ဟိုက်ဒီ17ချက်လုံးပါရမယ်လို့တော့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ဒီ17ချက်လုံးရေးရင်တော့စာတစောင်ရဲ့ဒီ structure ပေါ့နော်ဟိုက်အဲ့ဆိုရင်ရမယ်လို့ထင်တယ်နောက်တစ်ခုကကျတော့မဆိုရင်ရှီကန်မွန်တိုင်းတယ်ကဇီကီနိုယောနီခန်ငါရောတဲ့ဆောင်းမေးပွဲမေးခွန်းမှာဒီစာတစောင်ပါလာပြီဆိုရင်ဒီအောက်ဒီ
1 2 3လေးပေါ့နော်ဒီဟာကိုစဉ်းစားထင်ပါတယ်တဲ့အောက်ဖော်ပြထားပါအကြောင်းအရာကြီးစဉ်းစားပြင်တယ်နံပါတ်1ကဒုံလုံးရောနာကြောခော့ကဘလို့အခြေအနေမျိုးလဲတဲ့ဒါတွေကာတာဒါတွေဟဲ့ဘသူကဘသူစီကိုပို့တာလဲဒုံနာကြောခော့ဘလို့မျိုးအခြေအနေလဲပေါ့နော်အပွားစာပိုင်းမှာဆိုရင်ကြတော့ဘသူကဘသူစီကိုပို့လဲဆိုရင်တာကာကီဆန်ကနေမှချန်ဆန်စီကိုပို့တယ်ဘလို့အကြောင်းအရာလဲဆိုတော့သူဒီစာအုပ်ပေးလိုက်ပြီဆိုတဲ့အကြောင်းပြောချင်တဲ့စာပေါ့နော်ပြီးရင်နာနီကိုစတာရဲ့တိုက်ကဘာကိုပြောချင်တာလဲဆိုခုနကပေါ့နော်ဒီမှာこの文章では以下のようになるတဲ့ဒီနိုင်ရှင်ကြည့်မယ်ဆိုရင်ခဏကစာပိုင်းနဲ့နိုင်ရှင်ကြည့်ရင်ဒီအောက်နံပါတ်1ကကြတော့အဲ့မှာဆိုရင်တာကာကီမီနာမာနာမီပေါ့နော်တာကာကီမာနာမီဆန်ကနေမှချန်ဂျွန်းဆန်စီကိုပေးထားတယ်ပြီးရင်နောက်တစ်ခါကျတော့ဘယ်လိုမျိုးသူတို့နှစ်ယောက်ကအခြေအနေလဲဆိုအရင်ဘက်ကမှမကြသေးခင်ကမှတွေ့ထားတဲ့အခြေအနေမျိုးနံပါတ်2ကကြတော့တာကာကီဆန်ကနေမှချန်ဆန်ကိုစာအုပ်ပေးလိုက်တယ်ဟုတ်ပြီနော်ပို့လိုက်တယ်ဆိုတဲ့အကြောင်းအဲ့စာအုပ်ကပေးတာဖြစ်တဲ့အတွက်ပြန်မပေးနေတော့ခိုင်ဆနက်တဲ့မို့ဤပြန်မပေးလဲရတယ်ဆိုတော့ဟာမျိုးပြောတာပေါ့နော်ဟဲ့အဲ့ဆိုရင်ဒီဟာလေးကိုလည်းမိနာဆန်တို့ရမယ်လို့ထင်ပါတယ်ပေါ့နော်ဟဲ့ Oscar Samades အခုမျိုးအချိန်ပေးပြီးတော့တရှိနေတူဒီစာပိုင်းလေးကိုဖတ်တဲ့အတွက်ပေါ့နော်ဒီ exam မှာလည်းအဲ့လိုမျိုးလာရင်ဘယ်ဟာဆိုပြီးတော့ကိုကစာတစ်စောင်ရဲ့ format ကိုသိရင်ဖြည့်ဆို့နိုင်မယ်လို့ထင်တယ်ပေါ့နော်ဟဲ့အဲ့ဒါဆိုရင်ဂျာနေ